မြန်မာနိုင်ငံမြောက်ဖျားဆုံးမှာရှိတဲ့ပူတာအိုမြို့ဟာတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်ထပ်ပေးတဲ့480မှာတည်ရှိပြီးနှင်းဖုံးတောင်တန်းတွေနဲ့ဝန်းရံထားတဲ့အတွက်မြန်မာနိုင်ငံရဲ့အအေးဆုံးဒေသတွေကတစ်ခုလည်းဖြစ်ပါတယ်။ပူတာအိုဟာရေခဲတောင်တွေရဲ့အခြေစခန်းမျိုးဖြစ်လို့အထူးကြော်ကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့တစ်ခုတည်းသောရေခဲတောင်ဖြစ်တဲ့ခါကာဘိုရာစီတောင်ဟာပူတာအိုအနီးမှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်16ပေအထိမြင့်မားပါတယ်။ဒီတောင်ထိပ်ကိုတက်ဒီလိုခက်ခဲပေမဲ့လည်းတဘာဝကိုချစ်မြတ်နိုးသူတွေစွန့်စားခန်းတွေကိုနှစ်သက်သူတွေအတွက်တော့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ရေခဲတောင်တက်ခြင်းတောတွင်းလမ်းလျှောက်ခြင်းတိုင်းရင်းသားရွာတွေကိုလေ့လာခြင်းစတဲ့အတွေ့အကြုံသစ်တွေကိုရရှိနိုင်ပါတယ်။ပူတာအိုရဲ့ရာသီဥတုကအလွန်အေးမြပြီးဆောင်းရာသီမှာဆိုရင်အပူချိန်ကအနုတ်ဒီဂရီအထိရောက်ရှိတတ်ပါတယ်။ဒီလိုရာသီဥတုကြောင့်ပဲရှားပါတဲ့ရုက္ခမျိုးစိတ်တွေတစ်ပင်ပန်းမှန်တွေနဲ့တိရစ္ဆာန်တွေကိုလည်းတွေ့ရှိနိုင်ပါတယ်။တဘာဝအလှတရားတွေတိတ်ဆိတ်အေးချမ်းမှုတွေနဲ့ပြည့်နှက်နေတဲ့ပူတာအိုဟာမြန်မာပြည်ရဲ့ပလဲတနာလို့တင်စားခေါ်ဝေါ်နိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။